ရှိတော့ကဘာရဏတိပြည်မှာဒတိဝဟနမင်းကြီးစိုးစံတယ်ဒီမင်းကြီးမှာပြည်နာညံအယံထက်မြက်တဲ့အမတ်တယောက်ရှိတယ်တနေ့တော့မင်းကြီးဟာမိထွဲမှာကွန်ထောက်ပြီးရေးစိမ့်နေတယ်အဲ့ဒီအချိန်မှာပဲအနီးကကန်တက်မုံတက်အိုင်ဘေးမှာရှိတဲ့တရက်ပင်ကြီးကတရက်တီမြက်တလုံးအိုင်ထဲကိုကျွေကြပြီးမြစ်ထဲကိုရောက်လာတယ်အဲ့ဒီကနေရေအလျင်နဲ့မျောပါလာရင်မင်းကြီးရဲ့ကွန်ထဲကိုပါသွားတယ်မင်းချင်းတွေကကွန်ကိုဆွဲယူတော့ဒီတရက်တီကိုတွေ့တယ်ရွှေရောင်လိုပြောင်နေတော့မင်းကြီးကိုဆက်သက်ကြတယ်မင်းကြီးလည်းစားကြည့်တော့အယမ်းကိုခြုံမြင်ပြီးထိုးကြတဲ့ရနတ်နဲ့အရသာရှိနေတယ်။ဂျာနဲ့အစိတ်ကိုယူပြီးဥယျာဉ်တော်ထဲမှာစိုက်ခိုင်းတယ်။အပင်ပေါက်လာတဲ့အခါနို့ရည်နဲ့တောင်လောင်းပေးရတယ်။၃နှစ်ကြာတော့တရက်သီးတွေတီးလာတယ်။မင်းကြီးစားကြည့်တော့အရင်ကလိုပဲအရသာရှိနေတယ်။ဒါနဲ့ကိုယ်တိုင်စားတယ်တခြားမင်းတွေကိုလည်းလက်ဆောင်ပေးတယ်။ဒါပေမဲ့သူတို့မျိုးပွားမှာစိုးလို့လက်ဆောင်မပေးခင်တရက်သီးရဲ့အညောက်ပေါက်မဲ့နေရာကိုဖားရိုးစုနဲ့ထိုးပြီးမှပေးလိုက်တယ်။လက်ဆောင်ရတဲ့မင်းတွေလည်းစားကြည့်တော့အယံအရပါရှိတာနဲ့အစိတ်ကိုစိုက်ကြတယ်။ဒါပေမဲ့ဘဲအပင်မပေါက်မလာဘူး။အကြောင်းရင်းကိုစုံစမ်းတော့မှဒတိဝဟနမင်းရဲ့လှဲ့ကွက်ကိုသိရတယ်။အဲ့ဒီမှာမင်းတစ်ဖားကစိုက်ပျိုးရေးကျွမ်းကျင်တဲ့ဥယျာဉ်မှုတယောက်ကိုခေါ်ပြီးဗာရာဏသီပြည်ကိုသွားဒတိဝဟနမင်းရဲ့တရက်သီးတွေခါအောင်လုပ်ခဲ့ဆိုပြီးစေလွတ်လိုက်တယ်။စုအဖြစ်အသက်ပြတထောင်လဲပေးလိုက်တယ်။ဒီဥယျာဉ်မှုလည်းဒတိဝဟနမင်းစီရောက်သွားတယ်။ကို့အသက်ပညာတွေကိုပြောပြတယ်။မင်းကြီးလည်းသဘောကျလာနဲ့ဥယျာဉ်မှုဟောင်းနဲ့အတူဥယျာဉ်တော်ကိုထိမ့်ထိမ့်ခိုင်းတယ်။ဥယျာဉ်မှုတက်ကရောက်တဲ့နေ့ကဆက်ပြီးအယမ်းကြိုးစားတယ်။ဥယျာဉ်တော်ကိုပိုလတ်အောင်လုပ်တယ်။ပန်းတွေကိုယာသည်မဟုတ်ပဲပွင့်အောင်လုပ်တယ်။တစ်ပင်တွေကိုယာသည်မဟုတ်ပဲတီးအောင်လုပ်တယ်။မင်းကြီးကအယမ်းသဘောကျတာနဲ့ဥယျာဉ်မှုဟောင်းကိုနှင်းထုတ်ပြီးဥယျာဉ်မှုတစ်ကိုပဲတစ်ခုလုံးတာဝန်ပေးလိုက်တယ်။ဥယျာဉ်တစ်ခုလုံးကိုလက်ထဲရောက်တာနဲ့ဒီလူကတရက်ပင်တဝိုက်မှာတမာပင်တွေခွေးတော့ပင်တွေကိုစိုက်လိုက်တယ်။သိမကြဘူးဒီအပင်တွေရဲ့အမြင့်တွေဟာတရက်ပင်ရဲ့အမြင့်တွေနဲ့ရောရွက်သွားတယ်။အဲဒီကစပြီးအရင်ကချိုလိုးနဲ့တရက်သီးတွေဟာမချိုတော့ဘူး။တမာခွေးတော့လို့ခါလာတော့လေ။ဒီမှာတော့အကျန်သမားဥယျာဉ်မှုလဲထွက်ပြေးသိမ်းရှောင်သွားတယ်။ဒတိဝဟနမင်းကြီးလည်းတရက်သီးတွေဘာလို့ခါရတာလဲဆိုတာပညာရှိအမတ်ကိုစုံစမ်းခိုင်းတယ်။အမတ်ကြီးလည်းဥယျာဉ်ကိုသွားကြည့်တယ်။ပြီးတော့မင်းကြီးကိုရှောက်တယ်။အရှင်မင်းကြီးတရက်ပင်ကတမာခွေးတော့ပင်တွေနဲ့ရောရွက်နေလို့တရက်သီးတွေခါရတာပါ။အရင်လိုချိုးခြင်းရင်ဒီအပင်တွေကိုရှင်းရမယ်။မြေသောစာကောင်းကောင်းကျွေးရမယ်။နို့ရည်တကားကြီးနန်းသားယူတွေနဲ့လောင်းရမယ်တဲ့။မင်းကြီးလည်းဥယျာဉ်မူဟောင်းကိုပြင်ခေါ်ပြီးအမတ်ကြီးပြောတဲ့အတိုင်းလုပ်ခိုင်းတယ်။ဥယျာဉ်မူဟောင်းကအရင်ဆုံးတမာခွေးတော့ပင်တွေကိုအမွတ်ပါမကြံနှုတ်တက်တယ်။ပြီးတော့တရက်ပင်ကိုမြေသောစာကောင်းကောင်းကျွေးတယ်။နို့ရည်တကားကြီးနန်းသားကြီးတွေနဲ့လောင်းပေးတယ်။နောက်တစ်ခါတရက်တီးတွေတီးပြန်တော့အရင်ကလိုပဲချူမြင်ပြီးငွဲကြိုင်တဲ့အရသာတွေပြန်ရလာတယ်။အဲ့ဒီတော့မှပညာရှိတွေကအပင်လိုအသက်မရက်တဲ့အရာတော့မှမကောင်းတဲ့အပေါင်းအသင်းနဲ့တွဲတင်ပြည့်စည်ရတယ်။ဒါဆိုရင်လူသားတွေလိုအသက်ရှိတဲ့တတ္တဝါတွေကြတော့မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းရင်ဘလောက်တောင်ဆိုးရွားနိုင်မလဲလို့ဆိုကြတယ်